ကျမတို့ယုံကြည်သူတွေရဲ့သက်တာထဲမှာကျမတို့ရဲ့သက်တာကိုဖျက်ရှက်ဘလို့သက်ရှင်ဖွင့်ရလို့ရှိလဲဆိုလို့ရှိရင်ကျမတို့ကမတွေ့သေးတဲ့အရာတွေတော်လကောင်းမပိုင်ဆိုင်သေးတဲ့အရာတွေတော်လကောင်းကျမတို့ကတိမ်ပိုက်ဖွင့်ရဖျက်ရှက်လို့တော့ရှိတာဖြစ်တယ်အာမင်ယေရှုနာမနဲ့ကျမတို့တိမ်ပိုက်ရမှာဖြစ်တယ်အာမင်နာမတော်၌ဆိုပြီးတော့ဖျက်ရှင်ကိုကျမတို့တို့ကချီးမွမ်းရအောင်အာမင်
ချင်းနဲ့သက်ရှင်ဖွင့်ရဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်အာဗြဟံကဲ့သို့ယုံကြည်ခြင်းနဲ့ကျမတို့သက်ရှင်ဖွင့်ရဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်ထိုဖျက်ရှင်ကိုဆက်လက်ပြီးချီးမွမ်းရအောင်ကျမတို့ဒီကနေ့ဖျာရှင်ရဲ့ဒူပါရှိခြင်းကိုကျမတို့ဆင်ခြင်အောင်မေးရင်းနဲ့ဒီကနေ့ကျမတို့သက်တာထဲမှာယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ရလို့ရှိတဲ့ဖျာခင်ကိုကျမတို့တစ်ခါလုံးမျက်မှောက်ပြုရအောင်အာမင်ဟာလေလုယာအိုးရာပါ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 ကျမတို့ဖျာရှင်အကောင်းမြတ်ခြင်းအကြောင်းဖျာခင်တန်နိုင်တဲ့အကြောင်းကိုကျမတို့ဆင်ခြင်နှလုံးသွင်းရင်းနဲ့ဒီကနေ့မျက်မှောက်တော်ထဲတို့ကျမတို့သွင်းဝင်ရအောင်ဟာလေလုယာအရာခတ်သိမ်းကိုတတ်နိုင်တဲ့အရှင်အထိုသခင်သားလည်းဖြစ်တယ်။လူအနေနဲ့မတတ်နိုင်တဲ့အရာတွေကိုကျမတို့ဖျားဖျက်တတ်နိုင်တာဖြစ်တယ်။သူကအမြဲတမ်းမဆခြင်းတဲ့ဖျားဖြစ်တယ်။ဟာလေလုယာ။ဟိုရာပါ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 လူတွေနဲ့မတတ်နိုင်သောရာများဝိငင်ချိုမဆာတေ
သိနိုင်သောရာများဝိငင်တို့ဖွင့်ပြတဲ့နောက်တစ်ခါလူနေနဲ့လူနေနဲ့လူနေနဲ့မတတ်နိုင်သောရာများဝိငင်တို့မစားတဲ့လူနေနဲ့မသိနိုင်သောရာများဝိငင်တို့ဖွင့်ပြတဲ့ဘုံနဲ့ဖြစ်စေပါဒီကိုယ်နဲ့ဖြစ်စေပါလွမ်းမို့အောင်ဆိုပါဝိငင်တို့ဝိငင်တို့လုံးရှာတော့ရနိုင်ဝိငင်နဲ့မချေနိုင်မဖြစ်နိုင်တော့ရှိပါဝိငင်တို့လုံးရှာတော့ရနိုင်ဝိငင်နဲ့မချေနိုင်မတတ်နိုင်တော့ရှိပါဘုံနဲ့ဖြစ်စေပါလူနေနဲ့မသိနိုင်သောရာများဝိငင်တို့မစားတဲ့လူနေနဲ့လူနေနဲ့မသိနိုင်သောရာများဝိငင်တို့ဖွင့်ပြတဲ့ဘုံနဲ့ဖြစ်စေပါစပါတော့ဆောင်ရအောင်ဘုံနဲ့ဖြစ်စေပါဒီကိုယ်နဲ့ဖြစ်စေပါအောင်သူအောင်ဆိုပါဝိငင်တို့ဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မဖြစ်နိုင်တော့မရှိပါဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မဖြစ်နိုင်တော့မရှိဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မဖြစ်နိုင်တော့မရှိပါဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မတတ်နိုင်တော့မရှိဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မဖြစ်နိုင်တော့မရှိပါဝိငင်တို့လို့ရှာလို့ရနိုင်ဝိငင်နဲ့မချေနိုင်မတတ်နိုင်တော့မရှိပါဘုံနဲ့ဖြစ်စေပါကျမတို့ဖျားခင်ကိုကျမတို့ခေါ်ပေးလေးနဲ့ဘင်းတော်ဖျားပြောင်းကျမတို့ခေါ်ပေးလေးနဲ့ဆုတောင်းရဘိုးရပါ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 အတန်ကိုလွတ်လဲကျမတို့ထိုးပြန်ရှုကျမတို့စကားပြောရဒီကနေ့ကျမတို့ကိုမဆာခြင်းနဲ့ဖျားကျမတို့ကိုကိုယ်ခြင်းနဲ့ဖျားပြတဲ့ဟာလေလုယာAmen. Hallelujah.
Hallelujah. Ora pa 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 pa. Eya shara pa 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 pa. Eya ra pa 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 pa. Viro pa pya gro ko kho phei bai. Viro pa pya gro ko lo ap bai. Viro pa pya lo lo cho mu ba. Oh ini lai lai lo lo cho mu ba. Ye shen nai lai gro shin kai wen cho mu ba. Gro ko kho phei bai. Ora pa 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 pa. Hallelujah. We know Papa Kroku Jesus de Mai. Amen. Tarot miro iye naile Kroku lo abai. Amen. Kroku chimua kukwere kama. Amen. Lune su pipi mele Christian tu pashi chingo. Ati the pan can say at all conclusion, Papa, period to Jungle Jesus, the man. Amen. A mere Masum Pibene, a mere. Oh, say Horobudo Papia, Masaro Budo Papia. Guru Taro, the Grogu Jesus, the micro. Hallelujah. Hora Papa Papa Papa. Hora pa 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 pa. Hora pa 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 pa. Kroku Jesus te mai kro papia. Oh, mere na mu cha be ne. Ta the miro twe kaung so chen si shi le. Ta the miro twe mere pu sang be le papia. Kroku Jesus te mai. Hallelujah. Taung chain nai le kro shi le. Oh, limpin nai le shi do papia kro ta le phi de. Ye shen nai le shi do papia kro ta le phi de. Kro shin papia. Kro ko kho phei ba e. Kro shin papia ne ya yu le chain wo cho mu ba. A long long cho mu ba. Hallelujah. Chimon ko ke chen le nai. Atu pa shi ro mu do papia. Di ke ne chimon ko ke chen. Oh, Janshi, there is Sisina Electration Papia Selepiro Lolo Jomuba. Amen. They're going to pick and Yamia Tole, Krokuti Zutembai, Groshen Neteto, Groshen Tanai, oh, Moitan Doshi Pisero Muba, Tomia Macabe, Dikini, Janayame Nokubato Tole, Krokuti Zutembai, Wingame Sia Tago, Groshen Papia County Pero Muba, Jama Chimia Groshen Papia Petanaro Muba, Gretu Pashi, Ayenkate, oh, they're going to 2 better. Sera Muba, Yeshuna my county peba, Janaya Matamiro Yosira the Tarhemale, oh, can I say wing it, oh, great to teach it, Grace a Capio Tingo Kansayato Kumia Groshim Papia Petanaro Muba, the Tanatina Miago second and Mile, Yeshuna Mrasu down the second and by Papia. Amen.
ဟာလေလုယာဟာလေလုယာဒီကနေ့ကျမတို့လူနေခါအားငယ်တက်တယ်ပေါ့နော်ခဏပြောမိတယ်ပေါ့နော်တိုးတော်လည်းပဲကျမတို့ဖျက်ရှင်ထန်တဲ့ကျမတို့ခွန်အားယူရအောင်လူနေတဲ့အတွက်ကြောင့်ကျမတို့ကအရင်ကထက်ဖျက်ကိုပို့ပြီးတော့ချီးမွမ်းရမှာဖြစ်တယ်အာမင်အရင်ကဟာလေလုယာဆိုရင်အခုဟာလေလုယာဆိုပြီးတော့ကျမတို့ကတာဘောနော်စိတ်ခဏစိတ်ဝိညာဉ်ဖျက်ရှင်ထံမှာကျမတို့ပေးအပ်လက်ကျမတို့ကြွေးကြော်ရမှာဖြစ်တယ်အာမင်ဖျက်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့၃ကျင့်ကြွေးကြော်ရအောင်အတန်ကိုလွင့်လက်အတကုံပေါ့နော်1 2 3ဖျက်ရှင်ကောင်းမြတ်ပါတယ်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 ကျမနဲ့ကျမမိသားစုပေါ်မှာဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမနဲ့ကျမမိသားစုပေါ်မှာအာမင်နောက်တစ်ခါကျမတို့ဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမအနာဂတ်အတွက်ကျေးဇူးရ1 2 3ဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမအနာဂတ်အတွက်ဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမအနာဂတ်အတွက်ဖျက်ရှင်ကောင်းမြတ်ပါတယ်ကျမအနာဂတ်အတွက်အာမင်ဖျက်ရှင်ကောင်းမြတ်ခြင်းအကြောင်းကိုကြွေးကြော်တဲ့အရောက်စီရရဲ့တတထဲမှာအခုမခံစားရရင်နေပလေးစစ်နောင်လာမယ့်အနာဂတ်မှာဖျက်ရှင်ကထူပဲခံစားရတော့ခွင့်ဖျက်ရှင်ပေးပါစေအာမင်ဒီကနေ့ကျမတို့မျက်နှာတည့်ခုရလည်းမိတ်ဆက်ပေးတယ်ဗောနော်ကျေးဇူးပြုရမတည့်ရပေးမလားโอเคကျေးဇူးထူပဲတင်တယ်ဘာလိုမျိုးလဲမသိဘူးကရင်လိုမျိုးပေါ့နော်ဘယ်မှာနေလဲရတယ်ထားလိုက်နော်ဗနံပရနာโอเคကျေးဇူးထူပဲတင်ပါတယ်နောက်ခါမြန်မှလဲဖျက်ရှင်ရဲ့နာမတော်ကိုတူတူကချီးမွမ်းဖို့ထူပဲခေါ်ဖက်ခြင်းတယ်ကလေးကိုလည်းခေါ်လာပါကိစ္စမရှိဘူးပေါ့နော်ဖျက်ရှင်အိမ်တော်ကကျမတို့အတွက်အားလုံးအတွက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဖျက်ရှင်ကောင်းချီးပေးပါစေဆိုပြီးတော့ကျမတို့လက်ကိုဆန့်လက်ဆူတောင်းပေးအောင်ပေါ့နော်3ချိန်1 2 3ဖျက်ရှင်ကောင်းချီးပေးပါစေဖျက်ရှင်ကောင်းချီးပေးပါစေဖျက်ရှင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်တယ်ထိုင်လို့ရပါပြီလို့ကျမတို့စီစဉ်ပြီးတဲ့အခါမှာပေါ့နော်အနောက်မှာလက်ဖက်ရည်တောက်လျက်ကျမတို့သူကမိတ္တဟာရဖို့ရန်အတွက်ခေါ်ဖက်ချင်ပါတယ်ရပါတယ်ကလေးလည်းဒီတိုင်းလွတ်ထားလိုက်နော်နောက်ခါကျရင်ပျော်ပို့ပြီးတော့ပျော်မှာဖြစ်တယ်ကျမတို့ဖျက်ရှင်နိုင်ငံတော်အတွက်ပါဝင်ရမယ့်ချိန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပမန်ကစကန်နံပေးပါဒီထဲမှာဆိုရင်ကျမအားကိုးဆုံးဖြစ်တယ်ပမန်ကစကန်နံပေးပါလို့တော့ငွေကျွဲစကန်နံပေးပါခဲလျက်နဲ့မောင်ဘွိုးကကောက်ခံပေးဖို့ရန်ခေါ်ဖက်ချင်ပါတယ်လူတော်ငွေကောက်ခံချိန်မှာဖျက်ရှင်ကုန်တော်ချီးမွမ်းဖို့ရန်အတွက်မောင်ပူပေါ့နော်အားလုံးကိုကျမတို့လက်ခုပ်တီးပြကြိုဆိုရအောင်အခုထိုင်လို့ရပြီပေါ့နော်ကျေးဇူးတင်တယ်အလုံးဝမြတ်စကားနာရောအိုဖဖျားတခင်ကိုရရှင်ဒီနေ့အိုယနေ့ခိမကိုရရှင်ကိုချီမဝတ်ပြုကိုကရတော့ခွင်ကိုပြင်စင်ပေရမတော်ချောင်းကိုရကိုချီယူတင်မာဤသာသမီမြလဲနိုင်လဲကိုရရှင်ရဲ့မနာရောကိုမြင်သိစေလက်ချီမွန်ချင်းကိုကွယ်ချင်းအဆဆုံးအိုကိုရရှင်ဟိုပုဆောင်တော်မူမြတ်ကြောင်းသာသမီမြကိုရရှင်ပေးသနာတော်မူသောကောင်းကြီးမင်္ဂလာထဲမှာတတ်နိုင်သွေးဟိုကိုရရှင်ရဲ့နိုင်ငံတော်တွတ်ထဲဝင်လူရန်တော်ရောက်စီတိုင်းကိုလည်းကိုရရှင်ဟိုကိုရရှင်ရဲ့ကောင်းကြီးမင်္ဂလာမြတ်ချပေးတော်မူမြတ်အကြောင်းတပါးဒီတော်သားတော်ယေရှုခရစ်ကိုနာမတော်ကိုမြည်ပြုလက်ဆုတောင်းဆက်ကတ်အနာလက်အဒူငွေများကိုဟိုကိုရရှင်လည်း၌ဟိုဆုတောင်းဆက်ကနာဘိုင်ဖဖျား一包研究你我全部来用知道不是咪盼望你嘅ตัวเปลี่ยนที่เราตุง
ตุงละมะกะข้างมาสังลำเป็นนะจงอาเดที่มันอีแค่ส่งเล่นสวายาสีแค่ปียินตัวเล่มาคงในบูกูรอชิมปีนี้คงจีเมียนานี่เด็กอยู่รังหันสาเนนาอีได้ชิมวันมาคงในบูยาดีได้เปียวเล่นี่เล่มาเปียวเล่บาโอ้ชีวันสองกูรักบ้าดำมูเชิงเลี้ยงไทยปีแค่แต่แค่ชีปีสัมพูมาลูบ้าบ้าดำมูกูรอจีจูชีมัวไลโยได้เส้นมาปีใจกูรอกูปีนี้องมินดูเส้นปีโจส่งเล่นโจทุชิกูมินี่คงเห็นได้นานี่ได้เพียวเล่นี่เล่ชีมันมาคงไงบูยาดีได้เพียวเล่นี่เล่มาเปียวเล่บาโอ้ชีมันโซกูรอแต่บ้าดันมูเชิงเลี้ยงไทยปีแค่แต่แค่ชีปีศาจผู้มาลูบ้าแต่บ้าดันมูกูรอกูชูชีมัวไลโยนานี่ได้อยู่รังหันสาเนนาอีได้ชิมมันมาคงไงบูยาดีได้เปียวเล่นี่เล่มาเปียวเล่บาโอ้ชีมันโซกูรอแต่บ้าเต็มบูเชิงเลี้ยงไทยปีแค่แต่แค่ชี
把名称能啊大hen လူတော်ငွေအဖြစ်ပါဝင်ကြတဲ့သူရောက်စီတိုင်းတော်၎င်းဘုံတော်ချီးမွမ်းတော်တဲ့မောင်ပွတ်တော်၎င်းဖြစ်ရှင်ကောင်းချီးပေးပါစေဒီကနေ့တကယ်ပဲအထူးကျေးဇူးတင်တဲ့ musician တွေလည်းတကယ်ပဲကျေးဇူးတင်တယ်ရှိတာလေးနဲ့ပေါ့နော်ကျမတို့ဖျားကုံချီးမွမ်းတဲ့အခါမှာတကယ်ပဲကျေးဇူးတင်ပါတယ်လို့ media team လည်းတကယ်ပဲကျေးဇူးတင်ပါတယ်အားလုံးဒီနေ့လာရောက်ကြတဲ့အရောက်စီတိုင်းလည်းပေါ့နော်ဒီနေ့ holiday ဖြစ်တဲ့အခါမှာအပြင်မှာလည်းအချိန်ယူလို့ရတာနဲ့ပေါ့နော်ဒီကနေ့ဒီမှာဖျားရှင်ကိုချီးမွမ်းပွဲရရွေးချယ်ရတဲ့အတွက်ကြောင့်အရောက်စီတိုင်းရဲ့လူဝင်ဆန္ဒများဖျားရှင်ကပြည့်စုံရသောခွင့်ဖျားရှင်ပေးပါစေအာမင်ကျမတို့အခုချိန်မှာဖျားရှင်တော်ခွတ်တော်ကိုကြားနာရမယ့်ချိန်ဖြစ်တဲ့အသုံးခံမဲ့ဆရာနဲ့တကွာသက်ရှင်တော်ဝိညာဉ်တော်ကိုကျမတို့လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ကျေးဇူးတင်တယ်ဟုတ်ပြီဒီညမှာအခွင့်ကောင်းအခါကောင်းကိုပြန်လည်ပြီးတော့ကျွန်တော်တို့တွေ့ပြင်ဆင်ပြီးတဲ့ဖခင်ရဲ့နာမတော်ကိုအိုးစောချီးမွမ်းပါတယ်ပြီးတော့ဒီမှာအိုးတို့မိသားစုမျက်နှာတစ်တွေ့ရလို့အဝမ်းသာတယ်နောက်လဲလာပြီးတော့ကျွန်တော်တို့အတူကျွန်တော်ရဲ့ဖခင်ရှင်ရဲ့ကောင်းမြတ်ခြင်းကိုဒီနေရာမှာဗုဒ္ဓဝညတိုင်းချီးမွမ်းမယ်တရားနဲ့တရားမေတ္တာရပ်ဖွဲ့မယ်ဆိုပြီးတော့တိတ္တဖန်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ပြီဒီညမှာကျွန်တော်ရှလုံးဆိုပြီးတော့ကိုရောရဲ့ငြိမ်သက်ခြင်းကိုကြိုဆိုခြင်းအနေနဲ့လက်ကိုစမ်းပြီးတော့ရှလုံးသုံးကြံအော်ရအောင်ဒီနေ့တော့ရှလုံးနောက်တစ်ချိန်ရှလုံးနောက်တစ်ချိန်ရှလုံးအဲ့ဒီရှလုံးငြိမ်သက်ခြင်းကိုတင်မိသားစုပေါ်မှာဒီညမှာအတိတ်ကြားရောက်ပါစေဟုတ်ပြီဒီညမှာကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ဆင်ခြင်ရမယ့်ရာဒီညနေ့အတွက်ဖျားပြီးတဲ့ကျွန်တော်တို့ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကျမ်းပိုက်ကတော့ယောမအခန်းကြီးစနစ်အငယ်စနစ်တင်းနှစ်ယောမဩဝါဒစာအခန်းကြီးစနစ်အငယ်စနစ်ကိုကျွန်တော်တို့ဒီကျမ်းစာအနေဒီကျမ်းပိုက်လေးကနေကျွန်တော်တို့နှုတ်ကပတ်တော်တရားကိုဆင်ခြင်ပြီးတော့အတူတကွခွန်အားယူကြပါစို့ဆိုပြီးမှကျွန်တော်ဖိတ်ခေါ်လို့ပို့ရတယ်ဟုတ်ပြီကျွန်တော်နောက်ကိုလိုက်ပြီးပါယောမဩဂရအခန်းကြီးစနစ်အငယ်စနစ်မြော်လင်းလျက်ဝဲမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါသေခံကြလောဆုတောင်းပရဏာပြုခြင်းအမှုကိုအမြဲပြုကြလောဖတ်တော်ရဲနှုတ်ကပတ်တော်ကိုဒီညနေအတွက်ဖျားပြီးတော့တယောက်စီတိုင်းရဲ့အသက်တာ၌ဖျားရဲ့စကားပြောခြင်းဖျားရဲ့အတန်တော်ကိုကျွန်တော်တို့ကြားဖို့ရတဲ့အတွက်ဖျားကောင်းကြည့်ပြီးပါစေဟုတ်ပြီကျွန်တော်ဒီညမှာအစီကြီးမဟောပါဘူး၃ချက်ကိုကောက်နှုတ်ပြီးတော့ယုံကြည်သူမှန်သမျှပိုင်ဆိုင်ရမယ်အတ္တ၃ချက်ဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တတ်ခြင်းနဲ့ယုံကြည်သူမှန်သမျှပိုင်ဆိုင်ရမယ်အတ္တ၃ချက်နံပါတ်1အနေနဲ့မျော်လင့်လျက်ဝမ်းမြောက်ကြလောတဲ့နံပါတ်1အနေနဲ့ဝမ်းမြောက်ခြင်းအတ္တဆိုတာကိုကျွန်တော်နံပါတ်1တတ်ချင်ပါတယ်ကျွန်တော်ယေရှုခရစ်တော်ကိုမိမိကယ်တင်သခင်ဆိုပြီးတော့လက်ခံတဲ့အချိန်မှာကျွန်တော်ကယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတယ်ဆိုပြီးတော့ဝမ်းမမြောက်တဲ့လူရှိမယ်လို့ကျွန်တော်မထင်ခဲ့ပါဘူးပြီးတော့ဒီမှာနံပါတ်1ချက်အနေနဲ့ဝမ်းမြောက်ခြင်းအတ္တဆိုတာယုံကြည်သူတိုင်းပိုင်ဆိုင်ဖို့ရတဲ့နှုတ်ကပတ်တော်ကကျွန်တော်ကိုတိုက်တွန်းနေတာဖြစ်တယ်ဒီနေ့မှာကျွန်တော်တို့ပိုင်ဆိုင်ရမယ့်အချက်၃ချက်ဆွေးနွေးရမယ်ဖြစ်တယ်အဲ့ဒီ၃ချက်ထဲမှာယုံကြည်သူမှန်သမျှကျွန်တော်အသက်တာချင်းမတူကြဘူးတချို့ဒီမြန်မာပြည်မှာဆိုရင်တချို့ဒီချင်းပြည်မှာမွေးတယ်တချို့ဒီတောင်ပေါ်မှာမွေးတယ်မြေပြဲမှာမွေးတယ်မြို့မှာမွေးတယ်တောမှာမွေးတယ်ဘာသာစကားတွေလည်းမတူကြဘူးပြီးတော့ဖျားကောင်းကြီးပေးတဲ့အရာတွေလည်း
တချို့တွေကအများကြီးပိုက်ဆံအများကြီးပိုက်စားတဲ့လူရှိတယ်တချို့တွေကဘွေနာမတွေအချီချီရတယ်လို့ရှိတယ်တချို့တွေကဘာမှမရဘူး၄တန်းတော့မအောင်ဘူး၅တန်းတော့မအောင်တဲ့လူ10တန်းတော့မတက်တဲ့လူဆိုပြီးတော့အများကြီးယုံကြည်သူထဲမှာရှိရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီညမှာဆွေးနွေးရမယ့်အရာကနံပါတ်1ချက်အနေနဲ့ယုံကြည်သူမှန်သမျှပညာရှိတွေဖြစ်စေမရှိတွေဖြစ်စေဒီလောကမှာပစ္စည်းဥစ္စာတွေချမ်းသာပါစေဆင်းရဲတာဖြစ်ပါစေကျွန်တော်ပိုင်ဆိုင်ရမယ့်အရာတစ်ခုကနံပါတ်1ချက်အနေနဲ့ဝယ်မြောက်ခြင်းဖြစ်တယ်ဟာလေလုယာဖျားစကားပြောပါစေဝယ်မြောက်ခြင်းအဲကြောင့်ယုံကြည်သူတယောက်စီတိုင်းအနေနဲ့ကျွန်တော်တို့ကိုယ့်အကိုစင်ချင်ရမယ့်အရာကကျွန်တော်ယုံကြည်သူတကယ်မှန်နေဆိုရင်အဲ့ဒီဝယ်မြောက်ခြင်းဆိုတာကျွန်တော်အထင်းနဲ့တကယ်ရှိလားဆိုတာကျွန်တော်တို့စင်ချင်ပြီးတော့တွေးတော်တတ်ဖို့လိုတယ်နေမယခန်းကြီးစစ်အငယ်စနစ်မှာဖျားပြီးတဲ့ဝယ်မြောက်ခြင်းကတင်တော့ကိုခေါင်းအားဖြစ်စီမယ်တဲ့ကျွန်တော်ဒီမနေ့ကဖတ်တဲ့အချိန်မှာမြေုံလင်းလျက်ဝဲမြောက်ကြလောတဲ့ဝဲမြောက်ရမယ့်အကြောင်းကိုတခါတည်းဒီမှာရေးချတာဖြစ်တယ်။ဘာဖြစ်လို့ဝဲမြောက်ရမလဲဆိုရင်ဒီမျက်စိနဲ့တွေ့လို့ရတဲ့အရာပေါ်မှာမူတည်ပြီးတော့ဝဲမြောက်မယ်ဆိုရင်တယောက်ချင်းစီတိုင်းရဲ့အသက်တာကိုတူကြမှာမဟုတ်ဘူး။တချို့တည်းတာဝဲမြောက်မယ်တချို့တည်းဝဲမြောက်ရှာမရှိတလို့ဖြစ်သွားမယ်။အဲ့လိုဆိုရင်အဲ့ဒီနှုတ်ကပတ်တော်တရားကfavoritism လို့ပြောမလားမျက်နှာလိုက်တဲ့ဖျားလို့ဖြစ်သွားမှာဒါပေမဲ့ကျွန်တော်ဒီနေ့ပြောလို့တဲ့အရာကဝဲမြောက်ရမယ့်ယုံကြည်သူမှန်သမျှဝဲမြောက်စီမဲ့အရာကိုကျွန်တော်တို့အတူတကွပိုင်ဆိုင်ရတာဖြစ်တယ်ဒီမှာမျောလင်းခြင်းမျောလင်းလျက်ဝဲမြောက်ကြလို့တဲ့ version တမျိုးနဲ့ပြောမယ်ဆိုရင်မင်းတို့မှာမျောလင်းခြင်းရှိလို့ဝဲမြောက်ကြလို့တဲ့ကျွန်တော်တို့ဇုံမီမှာဆိုရင်လာမက်နဲ့နာဟောင်းလုံဒမွန်ဘာဖြစ်လို့ဝဲမြောက်ရမလဲကျွန်တော်မျောလင်းခြင်းရှိတဲ့ယုံကြည်သူတွေဖြစ်တယ်အဲ့ဒီမျောလင်းခြင်းရှိတဲ့ယုံကြည်သူတွေကကျွန်တော်ရဲ့မျောလင်းခြင်း blessed hope ဆိုတာဘာလဲဆိုတာကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်ယေရှုခရစ်တော်ကကျွန်တော်အပြစ်အလုံးကိုကားတိုင်းပေါ်မှာယူဆောင်သွားပြီးတော့သူကကိုလိုသဲခန်းကြီးနှစ်အငယ်15မှာကျွန်တော်ရဲ့အမှုအလုံးချိန်ချင်းအလုံးကိုသူကကားတိုင်းပေါ်မှာရုပ်သိမ်းပြီးသွားတာဖြစ်တယ်ပြီးတော့သူကအမှုပြီးဆိုပြီးတော့ကားတိုင်းပေါ်မှာတီးဆုံးသွားပြီးတော့အကျိုးရတာဖြစ်တယ်။၃ရက်မြောက်နေ့မှာသူထားမြောက်တယ်ပြီးတော့ကောင်းကင်နိုင်ငံကိုသူတက်ပြီးတော့ခမဲတော်ရဲ့လက်ကြားဘက်မှာသူအခုချိန်မှာတင်းနဲ့ကျွန်တော်အတွက်ယေဘရဟိအလုပ်ကိုလုပ်ပြီးတော့ယုံကြည်သူမှန်သမျှအတွက်သူကဆုတောင်းပြီးတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ဒီယေရှုခရစ်တော်ကိုတမန်တော်ထဲမှာကျွန်တော်တို့တွေ့ရတယ်တပည့်တော်တွေကယေရှုကအောလိဗ်တောင်ပေါ်နေကောင်းကင်နိုင်ငံပြန်သွားတဲ့အချိန်မှာတဖြည်းဖြည်းနဲ့သူကတိမ်ထဲမှာပျောက်ကွယ်သွားတာဖြစ်တယ်အဲ့ဒါနဲ့ကောင်းကင်တမန်တွေကတပည့်တော်တွေကိုပြောတယ်ဂါလိလိပြည်သားတွေစိတ်ပြည့်ချိမနေနဲ့အဲ့လိုမျိုးခရစ်တော်ကိုမင်းတို့မျက်ရှိနဲ့ကောင်းကင်တက်တာတွေ့တယ်လို့တနေ့တစ်ချိန်ကျရင်သူကအဲ့လိုမျိုးပြန်ကြွလာမှာဖြစ်တယ်မင်းတို့မျက်စိနဲ့တွေ့မယ်တဲ့အဲကြောင့်ကျွန်တော်ယုံကြည်သူမှန်သမျှနံပါတ်1အနေနဲ့ကျွန်တော်မျှော်လင့်ခြင်းရှိတဲ့အရာက blessed ကျွန်တော် blessed hope ကကျွန်တော်ယုံကြည်ရတဲ့ခရစ်တော်ကျွန်တော်ကိုယုံကြည်သူတိုင်းဒီလွန်တော်လဲထားမြောက်လိမ့်မယ်တဲ့အသက်ရှင်တဲ့လူတွေဒီဆုံးသွားတဲ့လူတွေသူကတနေ့ကျရင်ပြန်လာတဲ့အချိန်မှာသူကခေါ်ဆောင်သွားမှာဖြစ်တယ်ချီဆောင်သွားမှာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ blessed hope ဆိုပြီးတော့မျှော်လင့်လက်ဒီလောကမှာကျွန်တော်တို့နေထိုင်ကြတာဖြစ်တယ်ဆိုတော့နံပါတ်1အနေနဲ့ကျွန်တော်ဘာဖြစ်လို့ဝမ်းမြောက်ရမလဲဆိုရင်ကျွန်တော်တို့ blessed hope မျှော်လင့်ခြင်းအပိရှိတဲ့ယုံကြည်သူဖြစ်လို့ကျွန်တော်တို့ဝမ်းမြောက်ရမှာဖြစ်တယ်ကျွန်တော်အသက်တာတည်တည်မှာလဲတခုခုမျှော်လင့်တဲ့အချိန်မှာနောက်ပတ်မှာနောက်ပတ်မှာအဲ့ဒီအရာလုပ်မယ်အဲ့ဒါလုပ်မယ်ဆိုပြီးတော့
မျောလင်းချက်ရှိတဲ့လူကသူ့အသက်တာမှာသူကပြူးနိုင်တာဖြစ်တယ်ဝဲမြောက်နိုင်တာဖြစ်တယ်ဘယ်သူတွေကကိုယ့်အသက်ကိုဆုံးတတ်တယ်လဲဆိုရင်မလေးရှားမှာဆိုရင်မြန်မာပြည်သားတွေတခါတလေကုန်းဒရာပွားနေခုံချတာတို့ပြီးတော့အပတ်မင်းပေါ်အနင်းခုံချတာတို့တခါတလေကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့လိုမျိုးလူတွေကသူတို့ကအသက်တာမှာဝဲမြောက်ခြင်းမရှိကြဘူးဘာဖြစ်လို့ဝဲမြောက်ခြင်းမရှိတာလဲဆိုရင်သူတို့မျောလင်းချက်မရှိဘူးဖြစ်နေတာဖြစ်တယ်ကျွန်တော်အသက်တာကအသက်ရှင်လဲအတိတ်ပဲမရှိတော့ပါလားဆိုပြီးတော့ကိုယ့်အကိုသူတို့ဘယ်လိုပြောမလဲသူတို့အထင်း၌မျောလင်းခြင်းမရှိလို့သူတို့ကိုယ့်အကိုဆုံးတတ်ကြတာဖြစ်တယ်အဲကြောင့်ယုံကြည်သူမှန်သမျှကျွန်တော်ပိုင်စရမယ်အချက်တစ်ချက်ကမျောလင်းချက်ရှိရမယ်ဟာလေလုယာအဲ့ဒီမျောလင်းချက်ကကျွန်တော်ကိုဝမ်းမြောက်ရှိမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်ပိုင်ဆိုင်ခြင်းပေါ်မှာမမူတည်ဘူးအချီးနီးပေါ်မှာမမူတည်ဘဲနဲ့ကျွန်တော်တို့မျောလင်းခြင်းဆိုတာလူတစ်ယောက်ရဲ့မျောလင်းခြင်းဆိုတာကျွန်တော်တို့တွေးလို့မရဘူးဘာနဲ့ကျွန်တော်တို့ခမမ်းမလဲဆိုရင်သူ့မှာဝမ်းမြောက်ခြင်းရှိလားဆိုတာနဲ့ကျွန်တော်ခမမ်းလို့ရတာဖြစ်တယ်အဲကြောင့်သူ့မှာဘာမှမရှိသေးပြီမဲ့မလေးရှားရောက်တာကြာပြီကျွန်တော်ယူအန်ကလည်းမရဘူးစီးပွားရေးလှုပ်ရင်လည်းဘာမှအသက်တာမပြောင်းလဲဘူးဆိုပြီးတော့တချို့တွေကမျောလင်းချက်ကင်းမဲ့တတ်တယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုမျောလင်းချက်ကင်းမဲ့ဘူးအချိန်တိုင်းမှာညှိတွားဖို့ကျွန်တော်တို့ကိုဒီလောကမှာအသက်ရှင်စေခိုင်းတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဝမ်းမြောက်ခြင်းနဲ့အသက်ရှင်ဖို့ဆိုအလိုရှိတာဖြစ်တယ်အဲကြောင့်ဒီနေရာမှာမျောလင်းလျက်ဝမ်းမြောက်ကြလို့တဲ့အဲကြောင့်ကျွန်တော်တို့ကခရစ်တော်ကိုပြန်ကြွလာမယ့်အချိန်ကိုကျွန်တော်တို့စုံမြောင်ပြီးတော့ ready လုပ်ပြီးတော့သူကြွလာမယ့်အချိန်မှာဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်တို့ခရစ်တော်ယေရှုခရစ်တော်နဲ့ကျွန်တော်ပြန်တွေ့ဖို့မျှော်လင့်ချက်ရှိတဲ့ယုံကြည်သူဖြစ်ဖို့ကျွန်တော်ဒီနေ့တိုက်တွန်းလိုပါတယ်အဲကြောင့်ဘယ်သူတွေဝမ်းမြောက်တယ်လဲဆိုရင်မျှော်လင့်ချက်ရှိတယ်လို့ဝမ်းမြောက်တာဖြစ်တယ်အဲ့ဒီဝမ်းမြောက်ခြင်းကကျွန်တော်ပြောသလိုနေဟေမယအခန်းကြီး8အငယ်7မှာဖျားပြီးတဲ့ဝမ်းမြောက်ခြင်းကသင်တို့ခွန်အားဖြစ်စီမယ်တဲ့ကိုတော်ပြီးတဲ့ဝမ်းမြောက်ခြင်းကကျွန်တော်ကိုခွန်အားဖြစ်စီတာဖြစ်တယ်အဲကြောင့်ကိုတော်ရဲ့ကောင်းမြတ်ခြင်းကိုတော်ရဲ့တစ္ဆာရှိခြင်းအခုချိန်မှာကျွန်တော်မိသားစုဆိုရင်3ယောက်လောက်ဖျားနေတာဖြစ်တယ်ကျွန်တော်လည်းအသေးအံဖျားနေတော့ဆူတောင်းပွဲလည်းမလာနိုင်ဘူးအခုမှကျွန်တော်အပြန်ထွက်သွားတာဖြစ်တယ်အလုပ်ရှာတော့အလုပ်ချင်းတဲ့ရတော့အများကြီးပဲဒါပေမဲ့မနေ့ကနေကောင်းကိုဒီမှာမခံထားဘူးဆိုရင်လုံးဝမရလို့အသေးအံဖျားနေလို့ဒါပေမဲ့ကျွန်တော်တို့ worship တခြင်းထဲမှာကြွေးကြော်ပြီးတော့ဝန်ခံတယ်လို့ပေါ့နော်ခရစ်တော်ရဲ့နာမကိုဝန်ခံရင်းနဲ့ကျွန်တော်တရားဟောနိုင်မယ်ဆိုပြီးတော့ယုံကြည်ပြီးတော့ကိုယ့်ကိုဒီမှာမတ်ထားတာဖြစ်တယ်မျောလင်းလျက်ဟာလေလုယာကောင်းကင်ကနေကြွလာမယ့်ခရစ်တော်ကိုသာမျောလင်းတာမဟုတ်ပဲနဲ့ဒီနေ့ဒီချိန်မှာလဲသူကကျွန်တော်တို့ကိုညှိသွားပြီးတော့ပြဿနာတစ်ခုခုကြောင်းဒါမှမဟုတ်ရင်အချီအနီပေါ်ကိုပဲ focus လုပ်ပြီးတော့တစ်ချိန်နဲ့ညှိတွားပြီးတော့အသက်တာရှိဖို့ဘုရားလူတော်မရှိဘူးကျွန်တော်ဝမ်းမြောက်တတ်ဖို့ဘုရားလူတော်ရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့အခုကျွန်တော်မိသားစုကြုံတွေ့တဲ့အချိန်မှာလဲကျွန်တော်ခေါ်အားပေးချင်ပါတယ်ကျွန်တော်မိန်းမကဒီနေ့ကျွန်တော်ကိုခေါ်အားပေးတာဖြစ်တယ်သူကပြောတယ်ဟိုချိန်ကဆိုရင်ကျွန်တော်တို့ဒီလိုမျိုးညီမကောင်းတဲ့အချိန်မှာတကားတလေကျွန်တော်အသက်ဆူချက်လို့စိတ်ညစ်တတ်တယ်တဲ့ဒါပေမဲ့ခုတဖြည်းဖြည်းနဲ့ဘုရားကအဲ့လိုမျိုးမိသားစုထဲမှာအချီအနီတစ်ခုခုမျောလင်းတဲ့အတဲမလာတဲ့အချိန်မှာဘုရားရဲ့အကြံရှိတစ်ခုခုရှိတယ်ဆိုတာကျွန်တော်မျောလင်းတတ်လို့ကျွန်တော်မငြီးတွားတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကိုခေါ်အားပေးတာဖြစ်တယ်ဟာလေလုယာအကြောင်းအဲ့ဒီမျောလင်းခြင်းလူတွေကယုံကြည်သူမှန်သမျှဝဲမြောက်ရမယ့်အကြောင်းကအချီနီပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့ကျွန်တော်မျောလင်းခြင်းရှိမယ်အခုကျွန်တော်နေမကောင်းဘူးဒါပေမဲ့အခု worship လုပ်တဲ့ချိန်မှာဝဲပြကိုယ်ွယ်တဲ့ချိန်မှာဘုရားကချက်ချင်းကျွန်တော်အဖျားတွေကိုသူကတက်တာစီချင်းသူတက်တာစီလို့ရတယ်ဒါပေမဲ့ချက်ချင်းမကောင်းရင်လဲကျွန်တော်မျှော်လင့်ခြင်းရှိပါတယ်ဟာလေလုယာတရင်းချင်းကျွန်တော်ပြန်ကောင်းလာမှာပဲဆိုတာကျွန်တော်မှမျှော်လင့်ခြင်းရှိတယ်ဟာလေလုယာအဲကြောင့်နီမကောင်းရဲ့သားနဲ့ကျွန်တော်ဝမ်းမြောက်တတ်ဖို့ဘာဖြစ်လို့ဝမ်းမြောက်မှာလဲ
အခုချိန်မှာနေမကောင်းရင်လည်းနေကောင်းမဲ့ချိန်ရှိလာမယ်ဆိုတာကျွန်တော်မျှော်လင့်လို့အခုချိန်မှာဝဲမြောက်တတ်တာဖြစ်တယ်ဟာလေလုယာဖျားကောင်းကြည့်ပြီးပါစေဟုတ်ပြီနံပါတ်1အနေနဲ့ကျွန်တော်တို့ဖတ်တဲ့ချိန်မှာနံပါတ်2အနေနဲ့မြောက်လဲဝဲမြောက်ကြလို့ပြီးတော့နံပါတ်2အနေနဲ့ဆင်းရဲဒုက္ခရောက်တော့အခါသေခံကြလို့တဲ့သေခံခြင်းကျွန်တော်တို့ယုံကြည်သူမှန်သမျှနံပါတ်2ပိုင်စရမယ်အရာကအသက်တာကသေခံခြင်းအသက်တာဟာလေလုယာဖျားစကားပြောပါစေကျွန်တော်ယုံကြည်သူတွေကကိုမြောင်လင်းတဲ့တခုခုမလာတဲ့အချိန်မှာမသေးခံကြဘူးအခါတည်းပေါက်ကွဲတတ်ကြတယ်ကျွန်တော်ကျမ်းစာထဲမှာတွေ့ရတယ်လို့လူတွေရဲ့စိတ်ပြည့်ခြင်းပေါက်ကွဲခြင်းစိတ်တူခြင်းကဖျားလို့တဲ့ကောင်းတဲ့အကျင့်အားလုံးကိုဟန်တာတယ်တဲ့ဥပမာကျွန်တော်စိတ်ညစ်တယ်စိတ်ဆူးတယ်ဆိုရင်တခုခုကြောင့်စိတ်ညစ်တယ်စိတ်ဆူးတယ်ဆိုရင်အဲ့ဒီအဝတ်ပြုတ်ကိုယ်ွယ်ဖို့လဲကျွန်တော်စိတ်မှာရှိတော့မှာမဟုတ်ဘူးဥပမာကျွန်တော်အိမ်မှာတခုခုမသေးခံတတ်တာကျွန်တော်မိမပေါ်မှာကျွန်တော်သားတွေပေါ်မှာကိုကမတက်နိုင်ပဲနဲ့မသေးခံတတ်ဘူးတခုခုအချင်းနေတခုခုဆိုးရွားလာတယ်ဆိုရင်ဖျားကြောင်တွားဖို့လဲစိတ်မှာရှိတော့မှာမဟုတ်ဘူးဖျားကြောင်မတွားရင်ဝတ်ပြုတ်မကိုယ်ွယ်ဘူးဆိုရင်ဝတ်ပြုတ်ကိုယ်ွယ်တဲ့အချိန်မှာဖျားရဲ့တူတည်ခြင်းဝိညာဉ်တော်ရဲ့စကားပြောခြင်းကိုကျွန်တော်ကြားရမှာမဟုတ်ဘူးအဲကြောင့်လူတွေရဲ့မသေးခံခြင်းကြောင့်ဖျားလို့တဲ့ကောင်းမှုအများကြီးကိုဟန်တာတာဖြစ်တယ်အဲကြောင့်နံပါတ်2အနေနဲ့ကျွန်တော်ယုံကြည်သူမှန်သမျှပိုင်ဆိုင်ရမယ်အသက်တာနံပါတ်2ချက်အနေနဲ့ကျွန်တော်တို့တေးခံတတ်ရမယ်အသက်တာတေးခံချင်းရှိရမယ်ဆိုပြီးတော့ကျွန်တော်တိုက်တွန်းလိုပါတယ်ဖျားကောင်းကြည့်ပြီးပါစေတေးခံတတ်တဲ့လူကဘာပဲလုပ်ဘာစီးပွားရေးကိုပဲလုပ်ဘယ်နေရာမှာပဲလုပ်တေးခံတတ်တယ်ဆိုရင်အောင်မြင်ခြင်းအလန်းစားဖြစ်တယ်ဘယ်သူတွေကစိတ်ပြက်ပြီးတော့တကားတလင်းသူတို့ကစိတ်ဓာတ်ကြက်တယ်လဲဆိုရင်မသေးခံတဲ့လူဖြစ်တယ်တေးခံတတ်တဲ့လူကစိတ်ဓာတ်ကြက်တယ်ဆိုတာမရှိဘူးသူတို့ကကျွန်တော်တို့ဒီချမ်းပိုက်တွေကအစအနေအဆောင်ဒီ3ချက်ကစစ်တာဖြစ်တယ်နံပါတ်1ချက်အနေနဲ့မြောင်လင်းဝဲမြောက်ကြလို့တယ်ဘာဖြစ်လို့ဝဲမြောက်ရမလဲမြောင်လင်းချင်းရှိလို့ကျွန်တော်ဝဲမြောက်တာဖြစ်တယ်အဲ့လိုမျိုးမြောင်လင်းချင်းရှိတဲ့ယုံကြည်သူဒီဝဲမြောက်တတ်တာဝဲမြောက်ချင်းအတ္တတာကိုတို့ပိုင်ဆိုင်တာဖြစ်တယ်တို့ဝဲမြောက်နေမရတဲ့မှာတို့ပြောသလိုဖျားပြီးတဲ့ဝဲမြောက်ချင်းကတင်တို့ကိုခွန်အားဖြစ်စီမယ်တဲ့ခွန်အားရှိတဲ့လူကတို့သေခံတတ်တာဖြစ်တယ်ဟာလေလုယာတို့ဥပမာကျွန်တော်ဘောလုံးဒီကစားတဲ့အချိန်မှာခန္ဓာကိုယ်ကောင်းလက်ချင်းခံမလို့ထားတဲ့လူကတို့တခါတည်းစိတ်တူတတ်တယ်မသေးခံတတ်ကြဘူးဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကမ fit ကြလို့ဒါပေမဲ့ခန္ဓာကိုယ်ကောင်းမလက်ချင်းပြီးတော့ fit တဲ့လူကတို့လွယ်လေးနဲ့စိတ်မတူတတ်ဘူးလွယ်လေးနဲ့မပေါက်ကွဲတတ်ဘူးအဲကြောင့်ဒီမှာကျွန်တော်ယုံကြည်သူမှန်သမျှမြောင်လင်းချက်ရှိတဲ့လူဝဲမြောက်ရမှာဖြစ်တယ်ဝဲမြောက်ချင်းအသက်တာရှိတဲ့လူကခွန်အားရှိမှာဖြစ်တယ်အဲ့ဒီခွန်အားရှိတဲ့လူကကျွန်တော်သေခံတတ်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီအရာတွေကကျွန်တော်မြင်တွေ့လို့ရတဲ့ဒီမှာလေဆွဲမှာဆွေဘယ်နှပိတ်တာရှိလဲသူဝတ်ထားတဲ့နာရီကဘယ်လောက်တန်လဲဆိုတာအဲ့ဒါတွေလုံးဝမဆိုင်ဘူးဆိုဒီညကျွန်တော်စင်ချင်းစီချင်းတဲ့အရာကဘာမှမဆိုင်ဘူးအဲ့ဒါတွေနဲ့ယုံကြည်သူမှန်သမျှဘယ်လောက်ပဲဆင်းရဲဘယ်လောက်ပဲပညာမရှိအဲ့ဒီအရာကိုပိုင်ဆိုင်လို့ရတယ်ဆိုတာကိုကျွန်တော်ဟောချင်တာဖြစ်တယ်အကြောင်းဆင်းရဲဒုက္ခအထူးသဖြင့်ဆင်းရဲဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်တို့တေးခံတဲ့ဘုအင်မတန်မှလိုတာဖြစ်တယ်ဟာလေလုယာအထူးသဖြင့်ဘာဖြစ်လို့ကျွန်တော်တို့ယုံကြည်သူတွေကစုဝေးပြီးတော့ဝက်ပြုတ်ကိုးကွယ်ရတယ်လဲဆိုရင်ကျွန်တော်တို့ဝက်ပြုတ်ကိုးကွယ်ရဲ့အလယ်မှာဝိညာဉ်တော်ကကျွန်တော်တို့ကိုတူးထိတာဖြစ်တယ်ကျွန်တော်တို့ကိုခွန်အားဖြစ်စီတာဖြစ်တယ်ကျွန်တော်တို့ကိုဝဲမြောက်စီတာဖြစ်တယ်အဲ့ဒီဝဲမြောက်ခြင်းကကျွန်တော်တို့ကိုခွန်အားပြီးတယ်ဆိုတော့အဲ့ဒီခွန်အားကကျွန်တော်တို့ကိုတေးခံခြင်းအတ္တတာကိုပိုင်ဆိုင်စီတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်ယုံကြည်ခြင်းဒုတိယစီခြင်းအတ္တတာမှာအဲ့ဒီဒုတိယချက်အနေနဲ့တေးခံတတ်တော့အတ္တတာပြီးတော့နောက်ဆုံးနဲ့၃ချက်အနေနဲ့
စုတောင်းပဒနာပြုခြင်းစုတောင်းပဒနာပြုခြင်းအမှုကိုအမြဲပြုကြလောတဲ့စုတောင်းခြင်းအတ္တစုတောင်းခြင်းအတ္တကိုရွာကျွန်တော်တို့အများအားဖြင့်မြန်မာပြည်မှာရွာမှာကြီးပြင်းကြတာဖြစ်တယ်မန္တလေးတို့ရန်ကုန်တို့ဆင်းပြီးတော့ကျွန်တော်တို့မလေးရှားရောက်လာတာဖြစ်တယ်ကိုရွာကိုပြန်လဲပြီးပါတုံးတကြည့်အမှန်တမ်းစုတောင်းအားကြီးတဲ့လူကြည့်ကြည့်ပါငွေကြီးပိုက်ဆိုင်တဲ့လူပြီးတော့ချမ်းသာတဲ့လူပညာရှိတဲ့လူနဲမဲ့ထင်တယ်ဒါပေမဲ့တချို့ပညာလည်းမရှိဘူးဒါပေမဲ့သူတို့အသက်တာကအမှန်တမ်းယုံကြည်သူအသက်တာအချင်းချင်းနိုင်ကြည့်မယ်ဆိုရင်သူတို့ကပို့ပြီးတော့ကောင်းကြီးခံစားရတယ်လို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်တို့မျောလင်းချင်းရှိတယ်။ဝဲမြောက်ချင်းရှိတယ်။တို့ဘိုးတော်ကကျွန်တော်အဖေမေတို့ဆိုရင်အဖေမေတို့အချိန်မှဆိုရင်တို့ဖျားเจ้าတွေကအင်မတန်မှငင်းငွေ့ဆရာကောင်းတယ်။music လည်းမရှိဘူးဘာမှလည်းမရှိဘူးဘုံတလုံးတီးပြီးတော့ဒါပေမဲ့တို့ကဖျားเจ้าမသွားပဲမနေနိုင်တာဖြစ်တယ်။ hallelujahဘာဖြစ်လို့လဲဆိုရင်တို့ဘုရားကျောင်းမှာအခုနကျွန်တော်တို့ပြောထားတဲ့မြော်လင်းချင်းဆိုတာဝဲမြောက်ချင်းဆိုတာတို့တွေ့ရတာဖြစ်တယ်။ယုံကြည်သူမှန်သမျှတို့စုယုံတယ်ဆိုရင်အဲ့ဒီအရာတွေကနေရာယူထားလို့တို့ဝဲမြောက်ကြတာဖြစ်တယ်မြော်လင်းချင်းရှိကြတာဖြစ်တယ်။ခေါ်အားတွေရကြတာဖြစ်တယ်။ပြီးတော့တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာတွေဝေမျှပြီးတော့တို့တယောက်နဲ့တယောက်အပိတွေခွင်းလို့ပြီးတော့တယောက်နဲ့တယောက်တေးခံကြတာဖြစ်တယ်ပြီးတော့နောက်ဆုံးချက်အနေနဲ့သူတို့အမြဲတမ်းဝက်ပြုတ်ကိုွယ်တဲ့အချိန်မဟုတ်ရင်လေနာနဲ့မူလင်းနာနဲ့တွားပြီးတော့ဆုတောင်းချအတ္တအဲ့ဒီအရာကယုံကြည်သူတိုင်းမှာအမှန်တမ်းဘယ်လိုပြောမလဲပိုင်ဆိုင်ငွေကြီးနဲ့ဝယ်လို့ရမယ်ဆိုရင်ဝယ်တဲ့အရာကနောက်ဆုံးချက်ဖြစ်တယ်ဆုတောင်းတယ်ဆိုတာကကျွန်တော်တို့ဖျားနဲ့စကားပြောတာဖြစ်တယ်အပြန်အလှန်ဖျားနဲ့ကျွန်တော်တို့အတူတကွအချိန်ယူတာဖြစ်တယ်အကြောင်းယုံကြည်သူမှန်သမျှကျွန်တော်ပြောတယ်လို့ပါစာရီဖြစ်ဖြစ်အတင်းတော်လူကြီးတွေဖြစ်ဖြစ်တာမန်အတင်းသားပြည်တွေဖြစ်ဖြစ်အဲ့ဒီအရာတွေကိုကျွန်တော်အတူတကွပိုင်ဆိုင်လို့ရတဲ့အချက်လေးတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီညဝင်ရချင်တာဖြစ်တယ်အကြောင်းဒီမှာသုတောင်းပဒနာပြုခြင်းအမှုကိုအမြဲပြုကြလို့တဲ့အကြောင်းတတိယချက်အနေနဲ့သုတောင်းခြင်းအတ္တဆိုတာကျွန်တော်အတ္တမှာအမှန်တမ်းအရေးကြီးပါတယ်ကျွန်တော်တို့ကိုဗစ်ချိန်မှာကျွန်တော်ဖျားကြောင်းသွားလို့မရချဘူးဝက်အတူတကွဝက်ပြုလို့မရဘူးဒါပေမဲ့အဲ့ဒီအတ္တ၃ချက်ကိုစာတန်ကခူးယူလို့မရဘူးဟာလေလုယာခူးယူလို့မရဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကိုးကွယ်တဲ့ဘုရားနဲ့ကျွန်တော်မေတ္တာဟာရဖွင့်ခြင်းအပြင်သူပေးတဲ့အရာ၃ချက်ဖြစ်တဲ့အရာအဲ့ဒီအရာကနံပါတ်1ချက်အနေနဲ့မြော်လင်းဝဲမြောက်ကြလောတဲ့ကိုတော်ပြီးတဲ့ဝဲမြောက်ခြင်းကတဲ့ကိုခွန်အားဖြစ်စေမယ်တဲ့အကြောင်းကိုတော်နဲ့မေတ္တာဟာရဖွင့်ခြင်းအပြင်ကျွန်တော်ဝဲမြောက်ခြင်းဆိုတာလာတာဖြစ်တယ်သူတို့ကျမ်းစာထဲမှာပေါလုနဲ့ဆိုင်းလတ်တို့ဆိုရင်သူတို့နှစ်ယောက်တည်းဖိလိပ္ပိထောင်ထဲမှာကြာတာဖြစ်တယ်။ဒါပေမဲ့ထောင်ထဲမှာသူတို့အဲ့ချိန်မှာခရစ်တော်ရဲ့နောက်လိုက်တဲ့လူနှစ်ယောက်တည်းရှိတယ်။တခြားထောင်သားတွေကသူတို့ခရစ်တော်ယုံကြည်မှမယုံကြည်တာနော်။အဲကြောင့်နှစ်ယောက်တည်းစုပြီးမဲ့သူတို့တကောင်យ៉ាងညက်မှာသူတို့ကျမ်းစာမှာပြောတယ်ဆုတောင်းပြီးတော့သူတို့ချီးမွမ်းတာဖြစ်တယ်။ဟာလေလုယာ။အဲကြောင့်ဆုတောင်းခြင်းအတ္တဆိုတာချီးမွမ်းခြင်းအတ္တဆိုတာဝဲမြောက်ခြင်းအတ္တဆိုတာအမှန်တမ်းကျွန်တော်တို့ယုံကြည်သူမှန်သမျှအတ္တမှာအမှန်တမ်းအရေးကြီးတဲ့အတ္တဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီညဝင်ကချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကျမ်းပိုက်လေးကအစအနေပြန်ဖတ်မယ်မြော်လင်းလျက်ဝဲမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါတေးခံကြလောဆုတောင်းပရဏာပြုခြင်းအမှုကိုအမြဲပြုကြလောကျမ်းစာတော်ရောက်စီတိုင်းကိုဖျားဆင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ worship တခြင်းတပုတ်ဆိုပြီးတော့အတူတကွစိတ်ကကြရအောင်နော်ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ဒီသနာကိုအဆုံးတတ်ခြင်းနဲ့
ဟုတ်ပြီကျွန်တော်တချင်းမဆိုခင်လေးမှာကျွန်တော်အသက်တာတီးတီးကိုစိတ်ကကြရအောင်နော်ကိုတော်ပြီးတဲ့ဝင်းမြောက်ခြင်းကိုတော်ပြီးတဲ့တေခံခြင်းကိုတော်ရဲ့မိသားရဖွေးခြင်းအသက်တာပိုင်ဆိုင်နိုင်ဖို့ရအတွက်ဒီညမှာကျွန်တော်တို့အသက်တာတီးတီးကိုအတူတကွကျွန်တော်တို့အတူတကွစိတ်ကကြရအောင်နော်ဟုတ်ပြီโอเคဟုတ်ပြီကျွန်တော်အတူတကွကိုတော်ကိုမချီးမွမ်းခင်လေးမှာကျွန်တော်ဆုတောင်းကြရအောင်ဟာလေလုယာဟာလေလုယာဟာလေလုရှာရာမာကိုရီမာကိုရီမေအာမင်ဟာလေလုယာကိုတော်ပြေတဲ့ဝင်းမြောက်ခြင်းအသက်တာအိုးမြောင်လင်းလေးဝင်းမြောက်ခြင်းရှိလို့ကိုတော်အိုးနှုတ်ကပတ်တော်တရားတိုက်ကိုတော်ရှင်အရောက်စီတိုင်းအပေါ်မှာအိုးကိုတော်ရှင်ကိုမြောင်လင်း၍ဝင်းမြောက်တက်တော်သက်တာကိုပြေတော်မူပါကိုတော်ဘာပြသခင်အိုးခုတခုကိုပေးအရာတခုကြုံတွေ့ရတဲ့ချိန်မှာတေခါနိုင်တော့အခွင့်ကိုကိုတော်ပေးတော်မူပါ။အိုကိုတော်ဘာပြတဲ့ခင်ကိုတော်နဲ့ဝက်ပြုတ်ကိုကိုယ်နိုင်တဲ့အချိန်မှာစုတော်ပဒနာပြုတ်ချက်တဲ့တာတယောက်ချီအိမ်မှာပြကိုတော်အိုရှိနေနေအတိုင်းမှာကိုတော်ဘာပြတဲ့ခင်ကိုတော်နဲ့မိသားရဖွဲ့ပြီးတော့စုတော်ပဒနာပြုတ်ချက်တဲ့တာကိုပိုင်ဆိုင်သောယုံကြည်သူတယောက်ချင်းစီတိုင်းဖြစ်ဖို့ရကျွန်တော်မဆာကောင်းကြည့်ပြီးတော်မူပါအာမင်တခြင်းတပုတ်ဆိုပြီးတော့ကျွန်တော်တို့အတ္တတီးတီးကိုစက္ကကြရအောင်ယေရှုနိုင်လို့မရတဲ့မေတ္တာရှင်ကျွန်တော်ရဲ့စွမ်းခေါ်အားလူနေတဲ့ဘဖြစ်မတတ်တဲ့ရာတွေယေရှုဖျားရဲ့မျက်မှောက်မှာအာမင်ဝိကိုယ်နဲ့ဖြစ်တယ်လို့နဲ့ဖြစ်နေတော့ရမရှိပြီဝါမရှိပြီယေရှုအသက်နဲ့လာကီဓမ္မတရားအသိတော်ရာခါစီရပိုင်တော်သူကျွန်တော်ရဲ့ဘက်မရှိဒီမှာတော့ဝါဟာပီဝါဟာလေလုယာအာမင်မလို့ရဲ့တိုင်းပြီးဆုံးလို့မြတ်မောင်တော်ရဲ့မှာကျွန်တော်ရှိနေခြင်းနဲ့ပြိုလေသည်များမှာအောင်မြင်ခြင်းတွေရရှိစေပြီအာမင်ယေရှုနောက်တစ်ခေါက်ဆိုရအောင်ယေရှုမပြောင်းလဲခြင်းတွေသူယေရှုကျွန်တော်တို့ကောင်းမဲ့ဆုံးသူနိုင်လို့မရတဲ့မေတ္တာရှင်ကျွန်တော်ရဲ့စွမ်းခေါ်အာမင်ခရစ်တော်ကိုဝန်ခံကြရအောင်လူနေတဲ့မဖြစ်နိုင်တဲ့ရာတွေယေရှုဖျားရဲ့မျက်မှောက်မှာWe need to go and pick it up and pick it up your baby. Amen. Hallelujah. She be Yeshua. I bless the lucky. The Matia. Katido yari. Katiye bailado. The know ye the machine mado. Bawa happy one. Biro. She know ye type. Just know she is in it. Beauty in your mouth and today. But what was it? Yeshua, I bet they like it.
ရဲ့ချင်းပြုနေကြပါဦးမြင်ချင်းတွေရရှိအတ္တတီဒီကိုကျွန်တော်ဆုတောင်းဆက်ကပ်ပြကြရအောင်ကိုရောရှိရဲ့တူတီချင်းအိုခရစ်တော်ဒီကျွန်တော်တက်တာနိုင်သူရဲ့ချစ်ချင်းမြတ်တာဒီနိုင်စားလို့မရတဲ့ချစ်ချင်းမြတ်တာအိုကျွန်တော်လာပြဖို့စောတော်မူတော်ကိုရောကိုဝန်ခံကြရအောင်ဘဝမှာမရှိမဖြစ်အရာကယေရှုရဲ့အတူရှိချင်းတာဖြစ်တယ်သူပြည့်တဲ့ဝမ်းမြောက်ခြင်းသူပြည့်တဲ့မျော်လင့်ခြင်းဒီလောကပြည့်တဲ့ဝမ်းမြောက်ခြင်းနဲ့မတူပဲဒီလောကပြည့်တဲ့ဝမ်းမြောက်ခြင်းနဲ့မတူပဲကိုရောပြည့်တဲ့မျော်လင့်ခြင်းကိုရောပြည့်တဲ့ဝမ်းမြောက်ခြင်းယုံကြည်သူမှန်တဲ့တက်တာကိုခေါ်အားဖြစ်စီတာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အိုရီမာကာရမရှေရီမာရှလာမအာမင်ကိုရောတေခတ်တော်အသက်တာကိုပိုင်ဆိုင်တော်ယုံကြည်သူတယောက်စီတိုင်းပြဖို့ရကောင်းကြည့်ပြီးတော့ဘုရားကျွန်တော်တို့စင်ချင်နှလုံးသွင်းရတယ်တယောက်နဲ့တယောက်ခေါ်အားပေးရတဲ့အဒီအချက်သုံးခြင်းအနေနဲ့ဝိညာဉ်တော်ဖျားတယောက်စီချင်းအတ္တကိုစကားပြောတော်မူပါအာမင်ဒီအတ္တသုံးခုကိုပိုင်ဆိုင်သောယုံကြည်သူဖြစ်ဖို့ရအတွက်ကောင်းချီးပေးတော်မူပါအာမင်အချိန်တိုင်းချိန်တိုင်းမှာကိုရောနဲ့မေတ္တာဟာရဖွင့်ပြီးတော့မျောလင့်ခြင်းအပိဝမ်းမြောက်ခြင်းအပိပိုင်ဆိုင်နိုင်သောယုံကြည်သူဖြစ်ဖို့ရကောင်းချီးပေးတော်မူပါအာမင်အထူးသဖြင့်ပြဿနာခက်ခဲခြင်းများကိုကြုံတွေ့တဲ့အချိန်မှာတေခံတတ်သောယုံကြည်သူဖြစ်ဖို့ရန်ကောင်းချီးပြီးတော်မူပါအာမင်ကိုရောဖဖျားသခင်ကိုရောနဲ့မေတ္တာရဖွင့်ပြီးတော့အချိန်တိုင်းမှာမနေ့တိုင်းနေ့လယ်ညတိုင်းမှာကိုရောနဲ့မေတ္တာရဖွင့်ပြီးတော့သုတောင်းပဒနာပြုခြင်းအမှုကိုပြုနိုင်သောယုံကြည်သူတယောက်စီဖြစ်ဖို့ရန်အတွက်ဒီညမှာဟောရတဲ့နှုတ်ကပတ်တော်တရားကိုပြီးပြီးတော့တယောက်စီချင်းအတ္တမှာကောင်းချီးဖြစ်စေတော်မူပါဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြ၍ဆုတောင်းစိတ်ကအနန္တမြတ်စွာဘုရားသခင်အာမင်အာမင်အာမင်ဘုရားကောင်းချီးပေးပါစေ